အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့နိုင်ငံရေးသီးပန်ဆိုတဲ့ကြက်ပြောလာတဲ့ဘာသာရေးကြီးရဲ့အခြေခံအကြားဆုံးအတွေ့အခေါ်တဲ့ချုပ်ကိုအတူတူခီးထက်ကြည့်ကြရအောင်ပါဟုတ်ကဲ့အုတ်ချုပ်ရည်တို့အာနာတို့ဆိုတာတွေရဲ့အခြေခံအယူအဆတွေကိုတစ်ချက်လေ့လာကြည့်ကြမှာဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်နဲ့အမြတ်ပြောနေကြတဲ့အစိုးရတို့ခေါင်းဆောင်တို့နိုင်ငံတို့ဆိုတဲ့စကားလုံးတွေလေအဲ့ဒီစကားလုံးတွေရဲ့နောက်ွယ်မှာတကယ်တမ်းဘလို့နည်းနည်းလဲအဓိပ္ပာယ်တွေရှိနေတာလဲအမှန်တော့လေဒီစကားလုံးတွေကပဲကျွန်တော်တို့ရဲ့ဘဝတွေကိုဘလို့ပုံဖော်နေတယ်လဲဆိုတာကိုအရင်စစ်ကြည့်ကြအောင်ပါ ဒီတော့အခြေခံအကြမ်းဆုံးအချက်ကန်နဲ့ပဲဆက်လိုက်ကြတာပေါ့အရာအားလုံးကိုတိတိကျကျနားတယ်ဖို့ဆိုရင်နိုင်ငံရေးဆိုတဲ့စကားလုံးရဲ့အသေးပဲကိုအရင်ဆုံးထိဖို့လိုတာကိုခစ်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရာတော့နိုင်ငံရေးဆိုတာကဒီလိုပဲအုပ်စုတစ်ခုမှာဆုံးဖြတ်ချက်တွေဘယ်လိုချမလဲလူတွေကြားထဲမှာအာဏာကိုဘယ်လိုသုံးမလဲပြီးတော့ရှိနေတဲ့တယံဇာတာတို့အဆင့်အကျဉ်းတို့လိုအရာတွေကိုဘယ်လိုခွဲဝေကြမလဲအဲ့ဒီလိုလှုပ်ဆောင်ချက်တွေအားလုံးကိုခြုံပြီးခေါ်တာပေါ့ဒါပေမဲ့လေဒီစကလုံးကဘယ်ကလာတယ်လဲဆိုတဲ့သူ့ရဲ့အရင်မြစ်ကိုပြင်ကြည့်လိုက်ရင်အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတာကိုတွေ့ရမှာပါဟုတ်ပါတယ် politics ဆိုတဲ့စကားလုံးရဲ့မူလရင်းမြစ်ကတကယ်ကိုစိတ်ဝင်စားစရာပဲဒါကဂရိဘာသာစကား politica ကနေဆင်းသက်လာတာပါသူ့ရဲ့ကြားရိုက်အဓိပ္ပာယ်ကမြို့ပြရဲ့ကိစ္စအဝဝပေါ့ဒါကဘာကိုပြနေတယ်လဲဆိုတော့ရှေးခေတ်ကလေးကလူတွေအတူတကွနေထိုင်နေမြို့ပြတစ်ခုကိုစီမံခန့်ခွဲဖို့စ조사ရကနေနိုင်ငံရေးအတွေ့အခေါ်အလုံးစတင်ခဲ့ဒီဆိုတဲ့အချက်ပါပဲကဲနိုင်ငံရေးဆိုတာအုတ်ချုပ်ရေးနဲ့ပတ်သက်တယ်လို့နားလည်လိုက်ပြီဆိုတော့နောက်ထပ်ချက်ချင်းပဲခေါင်းနဲ့ပေါ်လာမယ့်မေးခွန်းတစ်ခုရှိလာပြီအဲ့ဒါကတော့ဘသူကအုတ်ချုပ်တဲ့တယ်လဲဆိုတာပါပဲတကယ်တော့လေတမိုင်းတစ်လျှောက်မှာလူသားတွေမပြတ်တမ်းမိခဲ့တဲ့အခြေခံကြဆုံးမေးခွန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ဘသူကအုတ်ချုပ်ပြမှာလဲဆိုတာပါပဲကဘာပေါ်မှာပေါ်ပေါက်ခဲ့သမျှအစိုးရပုံစံအမျိုးမျိုးဆိုတာတကယ်တော့ဒီမေးခွန်းတစ်ခုတည်းအတွက်ပေးခဲ့ကြတဲ့အဖြေမျိုးပါပဲအဲ့ဒီတော့အခြေခံအကြဆုံးအဖြေ၃မျိုးလောက်ကိုကြည့်ကြည့်အောင်ပထမတစ်ခုဟာဘယင်ဒါမှမဟုတ်ဘယင်မလူမျိုးတယောက်တည်းကအုပ်ချုပ်တာအဲ့ဒါကိုတော့ဘယင်စနစ်မော်နကီလို့ခေါ်ကြတာပေါ့နောက်တစ်မျိုးကတော့ချမ်းသာပြီးအာဏာရှိတဲ့လူနည်းစုလေးကအုပ်ချုပ်တာဒါကအိုလီဂါကီပေါ့နောက်ဆုံးတစ်မျိုးကတော့လူအများစုဖြစ်တဲ့ပြည်သူတွေကအုပ်ချုပ်တာအဲ့ဒါကတော့အားလုံးသိကြတဲ့အတိုင်းဒီမိုကရေစီပဲဖြစ်ပါတယ်ဒီအုပ်ချုပ်ရေးပုံစံတွေကစားထဲမှာပဲရှိတဲ့ theory တတ်တော့မဟုတ်ပါဘူးဥပမာအနေနဲ့ BC 6ရက်လောက်ကအိန္ဒိယမှာရှိခဲ့တဲ့မဟာစနပုစစ်ချုပ်တိုင်းလိုမျိုးရှေးအောင်နိုင်နေမှာပေါ့ဒီလိုအုပ်ချုပ်ရေးစနစ်တွေကိုလက်တွေ့စမ်းသပ်ပြီးကျင့်သုံးခဲ့ကြတဲ့တမိုင်းအထောက်ထားတဲ့အခိုင်အမာရှိနေပါတယ်အုပ်ချုပ်ရေးစနစ်တည်းအကြောင်းပြောပြီးသည်ဆိုတော့အုပ်ချုပ်မဲ့သူရဲ့အရေးတွေးဘက်ကိုတစ်ချက်ကြည့်ရအောင်ဒီအကြောင်းကိုအလေးပေးခဲ့တဲ့တမိုင်းမှာအော်စာကြီးမားဆုံးနိုင်ငံရေးတွေးခိုရှင်တူဖြစ်တဲ့ Confucius ရဲ့အမြင်ကိုလေ့လာကြည့်ကြရအောင်ပါ Confucius ရဲ့နာမည်ကြီးဆိုမိတစ်ခုရှိပါလေအုပ်ချုပ်တယ်ဆိုတာအမှန်ကိုပြင်ဆင်ခြင်းပဲကိုတိုင်ကအမှန်တိုင်းစတင်နေထိုင်လိုက်ရင်ဘသူကများအမှန်တရားနဲ့ထွေးဖီရဲမှာလဲတဲ့ဆိုလိုချင်တာကရှင်းရှင်းလေးပါအုပ်ချုပ်သူတယောက်ရဲ့ကိုချင်းတရားဟာတည်ငြိမ်တဲ့နိုင်ငံတော်တစ်ခုရဲ့အခြေခံအုတ်မြစ်ပဲလို့သူကယုံကြည်ခဲ့တာပါ Confucius အတွက်အုပ်ချုပ်သူကောင်းတယောက်မှာရှိကိုရှိရမယ်အဓိကအရေးတွေကတော့ Ren လို့ခေါ်တဲ့မေတ္တာနဲ့လူသားဆတ်မှုရီးဆိုတဲ့ဖြောင်းမမှန်ကန်မှုလီးဆိုတဲ့လူမှုရေးထုံးတမ်းတွေကိုလေးစားလိုက်နာမှုပြီးတော့အစင်းဆိုတဲ့ယုံကြည်စိတ်ချရမှုတို့ပဲဖြစ်ပါတယ်သူ့မြန်မာတော့ခေါင်းဆောင်မှုဆိုတာကိုချင်းတရားဆိုင်ရာတာဝန်တစ်ခုပါပဲ Confucius လို့ရှေးဟောင်းအတွေ့အခေါ်တွေကအခြေခံအုတ်မြစ်တွေခိခဲ့ပြီးမဲ့ပေါ့လေကျွန်တော်တို့ရဲ့ခေတ်သစ်ကဘာကြီးကိုတော့ပိုပြီးကျေပြန့်တဲ့နိုင်ငံရေးဝါဒတွေကပုံဖော်နေပါတယ်အဲ့ဒီဝါဒတွေထဲကအဓိကကျတဲ့တချို့ကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ပထမဆုံးတစ်ခုကတော့အရင်ရှင်စနစ် capitalism ပါဒါကတော့ပုဂ္ဂလိကပိုင်ဆိုင်မှုကိုအဓိကအားပေးတယ်စီးပွားရေးလုပ်ငန်းတွေကိုအစိုးရကတိတ်မဲ့ထိန်းချုပ်ပဲလွတ်လပ်တဲ့ဈေးကွက်ကနေတဆင့်လဲပတ်စေတဲ့စနစ်ပေါ့ခေတ်သစ်ကဘာမှာတော့တော်တော်လေးကြီးစွန်းနေတဲ့စီးပွားရေးနဲ့နိုင်ငံရေးဆိုင်ရာဝါဒတစ်ခုဖြစ်ပါတယ်သူ့ရဲ့စန့်ကျင်ဘက်လိုဖြစ်နေတဲ့အတွေးခေါ်တစ်ခုကတော့ socialist ဝါဒ socialism ပါပဲဒီစစ်မှန်မှာကြတော့အဓိကကျတဲ့စက်ရုံအလုပ်ရုံလိုထုတ်လုပ်ရေးလုပ်ငန်းတွေကိုလူတဦးတစ်ယောက်ကပိုင်တာထက်များပြီးသူကပိုင်ဆိုင်ပြီးတော့ချမ်းသာကြွယ်ဝမှုတွေကိုပို့ပြီးတော့တိုင်းတူညီမျှအားဖြင့်ဖြန့်ဝေဖို့ကြိုးစားပါတယ်နောက်ဆုံးတစ်ခုကတော့ communist ဝါဒ communism ပါပဲဒါက socialist ဝါဒရဲ့ပိုပြီးအစွမ်းရောက်တဲ့ပုံစံတစ်ခုလို့ပြောလို့ရတယ်ပုဂ္ဂလိကပိုင်ဆိုင်မှုအလုံးကိုဖျက်သိမ်းပြီးလူတိုင်းစားမရှိနိုင်ငံတော်မရှိတဲ့လူဖွဲ့စည်းတစ်ခုကိုတည်ထောင်မှုရည်ရွယ်ပါတယ်မကြသေးခင်ကသမိုင်းကိုအကြီးကျယ်ပုံဖော်ခဲ့သလိုအငင်းဖွားဖွယ်ရတဲ့အများကြီးရှိတဲ့ဝါဒတစ်ခုလည်းဖြစ်ပါတယ်ဒီတော့ရှေးဟောင်းမြို့ပြနိုင်ငံလေးတွေကနေဒီနေ့ခေတ်သစ်နိုင်ငံတော်ကြီးတွေအထိမပြောင်းလဲပဲကြန့်ရှိနေတဲ့မိခွန်းကတော့ကျွန်တော်တို့အားလုံးအတူတကွနေထိုင်သွားဖို့အတွက်အကောင်းဆုံးနည်းလမ်းကတကယ်တမ်းမှာဘာဖြစ်မလဲဆိုတာပါပဲဒီမိခွန်းဟာ
နိုင်ငံရေးရဲ့အဓိကအနက်သာရဖြစ်တယ်လို့ကျွန်တော်တို့အားလုံးဆက်ပြီးတွေးခေါ်ဆင်ခြင်သွားရမယ်မိခွန်းကြီးတစ်ခုဖြစ်ကြန့်ရှိနေသေးပါပဲ